ပဲခူးတိုင်းလက်ပံတန်းမြို့နယ်ကိုဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းကိုဒေသကာကွယ်ရေးတပ် PDF တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ15ဦးထပ်မံသေဆုံးပြီးတော့12ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့မြို့သားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အင်အား80လောက်ပါတဲ့အာဏာသိမ်းတပ်ကလက်ပံတန်းမြို့နယ်တရက်ချောင်းရွာကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးအော်တိုဘာ15ရက်နေ့မှာ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာတော့စစ်ကြောင်းပြတ်ပြီးတော့တချို့ကဆုတ်ခွာထွက်ပြေးသွားတယ်လို့မြေပြင်သတင်းမြစ်ကဆိုပါတယ်။သူတို့အဓိကလက်ပံတန်းသူတို့နေရှင်းနေတော့နေတာသူတို့ရောက်နေတာတော်တော်ကြာပြီ။ကြောင်တွေကအင်အား80ဝန်းကျင်ရှိတယ်။တခြားလူတွေကတော့လက်ရှိသူတို့ပြန်ပြေးသွားကြတာပါတယ်ဗျ။အခုလက်ရှိတော့ကျွန်တော်လည်းလိုက်ထောက်နေတာပဲလို့ရောက်လေဟိုပြန်ဝင်သွားတဲ့သတင်းကလည်းမရသေးဘူးဖြစ်နေတာ။အဲဒီစစ်ကြောင်းမှာမင်းလာမြို့နယ်စိန်ကန့်လန့်ရွာအခြေဆိုင်ခြေလျင်တရင်ခလာရတစ်ကတပ်သားတွေပါဝင်ပြီးဖမ်းဆီးရမိတဲ့3ပန်းတွေထဲမှာခလာရတစ်ကစနိုက်ပါသမားတအူပါဝင်တယ်လို့လည်းသိရပါတယ်။တရချောင်းရွာကလက်ပံတန်းမြို့ရဲ့အနောက်မြောက်ဖက်6မိုင်ခန့်အကွာမှာတည်ရှိပြီးရန်ကုန်ပြည်လမ်းနဲ့လည်း6မိုင်လောက်ပဲကွာဝေးတာဖြစ်ပါတယ်။ပဲခူးတိုင်းနောက်ချမ်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပဲခူးရိုးမပေါ်မှာအခြေစိုက်ပြီးတာယာဝတီခရိုင်မြို့နယ်10ခုနဲ့ပြည်ခရိုင်မြို့နယ်3ခုတို့မှာစစ်ရေးလှုပ်ရှားနေကြတာဖြစ်ပါတယ်။အချိန်ကတော့ကျွန်တော်တို့ဟိုလွန်ခဲ့တဲ့3-4လကကျွန်တော်တို့မင်းသားဘက်ကနေနေပြန်ပေးတဲ့အချိန်မှာဒီကောင်းကြီးတောက်လျှောက်ကသူတို့နေမှာပတ်သွားနေတဲ့ပုံစံမှာရှိရဗျ။အဲ့လိုရှိတဲ့အတိုင်းတာမှာအခုဒီလက်ပံဆိုရင်ကျွန်တော်တို့ဟိုဒိတ်ခါလမ်းကြောင်းတွေဘာတွေလဲဟိုသူတို့ဟိုအဲ့လိုထင်လို့လားမသိဘူးပေါ့အဲ့ဒါကိုသူတို့အဲ့လိုလိုက်ဖြတ်တဲ့ပုံပြီးကျင်းပတ်တဲ့ပုံနဲ့အဲ့လိုစစ်တောင်းသွားနေတာပြည်သူတွေပဲသူကအဓိကပြတ်မှတ်ထားပြီးတော့ဒုက္ခပေးနေလို့တော့ကျွန်တော်တော့ထင်တယ်အဲကြောင့်ပြည်သူတွေကိုလည်းအဓိကပြုတင်ပြင်ဆင်လာပြီးတော့ရှောင်တင်တာရှောင်ဖို့တော့ကျွန်တော်တော့ပြောချင်ပါတယ်ဗျာလက်ရှိမှာအုပ်ဘိုးမင်းလာပေါင်းတင်တဲ့ပေါက်ခေါင်းမြို့နယ်တို့ဘက်မှာလဲအာနာသိန်းတပ်ဘက်ကစစ်ကြောင်းထိုးနေတာတွေရှိတယ်လို့သိရပါတယ်။အေယာရီမြစ်အနောက်ဘက်ချမ်းပရောင်းမြို့နယ်အတွင်းကရခိုင်ရိုးမပေါ်မှာတော့အာရကတပ်တော် AA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေနဲ့အာနာသိန်းတပ်တို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ရှင်။